စာအုပ်တအုပ်ကိုဖွင့်လိုက်တိုင်းမှာကဘာတစ်တစ်ခုကိုရောက်သွားတယ်လို့မျိုးခံစားရတတ်ပါတယ်။စာအုပ်ထဲကစကားစုများကနေဒီတစ်ခါမှာတော့တမိုင်းတွေကစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်ပုံမြင်တွေဘဝအတွက်မှတ်သားစရာတူတရတာတွေနဲ့အမောပြေစေမဲ့ဟာတာဝတ္ထုတိုလေးတွေကိုတင်ဆက်ပေးခြင်းပါတယ်။ကျွန်တော်တို့နဲ့အတူစာမျက်နှာတွေကိုလှန်လို့ကြည့်ဖို့အစဉ်သင့်ပဲလားခင်ဗျာ။38ဖြာမင်္ဂလာကိုကြပြပုံစံဖြင့်ရေးဖွဲ့ထားခြင်းဖြစ်သည်။ရန်မင်္ဂလန်38ဖြာမင်္ဂလာတရားကိုနတ်လူအများကြံစီပေဘယ်တင်းဘယ်ဟာမင်္ဂလာစစ်ဟုတေချာစစ်မြင့်မသိပေ12နှစ်တိုင်အောင်နှုတ်ပြိုင်ရင်းလို့မင်္ဂလာအခင်းမပြီးပေမင်္ဂလာတရားဝါဒများကွဲပြားနတ်လူတွေအဲ့ဒါကြောင့်ကြံကြစီကြကပ္ပမင်္ဂလာတွေဧဝံမေတုတံတာဝတိပြည်မွန်ဇေတဝင်ကျောင်း၌ကိန်းအောင်ပြုံမွေမျက်စိန်နေတကောင်ရန်ခါမထင်ရှားသည့်နတ်သားတစ်ပါးချင်းကပ်လေချင်းကပ်ပြီးတော့မင်္ဂလာသဘောကိုထင်ရှားဟောဖို့ရှောက်ပန်ချွေအသေးဝနာတရားအစထားဟောကြားမိန်ခဲ့ပေအဲ့ဒါကြောင့်နာယကြားရကပ္ပမင်္ဂလာတွေအသေးဝနာစဘာလာနံပဏိတာနှင့်စသေဝနာပူဇာစပူဇာနေရနံအေတံမင်္ဂလာမုတ်တံမံလူမိုက်ဆိုလျင်ရှောင်းတွေလွဲလို့မမီဝဲနဲ့ကင်းအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစည်းကပ်နေယူစေသုံးပါးယတနာမိဘများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆံရေးမျှော်တွေးသုံးသက်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေပရိယူပဒေတာဝါသောစပုပ္ပေစာကာတာပုညတာအတ္တတမပဏိတိစအေတံမင်္ဂလာမုတ်တမံကုသိုလ်ပညာဥစ္စာရဖို့တင့်ရဒေတာအမြဲနေရှေးကတင်ကြိုပြုခဲ့ဘူးဒီကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းအောင်ထိန်းလို့မတိန်စေနဲ့စောက်တည်လေဥစ္စာကိုပေးနေထိုင်ရေးမျော်တွေးသုံးသက်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဘာဟုတစ္ဆင်စာတိတ်ပိစာဝိနယောစတုတိတ်ခိတောသူပါတိတာစယဝါစာအေတံမင်္ဂလာမုတ်တံမံတက်ကောင်းတက်ရာဟူသမျှကိုကြားမြင်သူတရှိပါစေအိုးအိမ်ဒီထောင်ဝမ်းစာရေးနဲ့အသက်မွေးဖို့အတက်တင်လေလူနစ်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနားလည်စေမှန်ကန်ရင်ကြီးချိုတာအေးဆိုရေးတက်ပါစေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေမာတာပိတုဥပဌာနံဗုဒ္ဓဒါရတသင်္ဃဟောအနာကုလာစာကမန္နာအေတံမင်္ဂလာမုတ်တံမံမြင်းမို့ရွှေတောင်မိဘကျွေးကိုကောင်းစွာဆက်ပေးဝတ်ကြည်ကြည်ကျွေးတစ်ချကသားနှင့်မယားကိုမြောက်စားချီးမြှင့်ဝတ်ကုန်စေအလုတ်တာဝန်မလဟင်းနဲ့အပြစ်ကင်းအောင်လုပ်ပါလေစီးစိမ်ကိုပေးပြုစုရေးမျော်တွေးသုံးသက်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဒါနိစဓမ္မစရိယာစညာတကာနိစသင်္ဃဟောအနဝိစာနိကမာနိအေတံမင်္ဂလာမုတ်တံမံသုံးတန်စေတနာဖြူစင်လန်းလို့ပေးကမ်းဝေမြလှူနိုင်စေကိုနှုတ်စိတ်ကြံမမိုက်မာနဲ့သူစရိုက်တရားကိုကျင့်ပါလေဆွေမျိုးတွေကိုပြစ်မထားနဲ့သင်္ဃဟတရားနဲ့ချီးမြှောက်လေတန့်စင်ပြမျိုးလူထုကြိုးတဲပိုးရဆောင်လေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေအာရတိဝိယတိပါပါမစ္စပါနာစတန်ယမောအပ္ပမာတော်စတမေတုအေတံမင်္ဂလာမုတ်တံမံမကောင်းမှုတွေဟုသမျှကိုမတွေ့ခင်ကရှောင်ကျင်လေတွေ့ကြုံလာလျင်မလွန်ကျူးနဲ့အထူးသဖြင့်စောင့်စည်းနေအရက်တေစာမတောက်စားနဲ့မှောက်မတတ်တဲ့အရာပဲလောက်ကင်ပြောကြတတိထားတရားမမေ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဂါရဝောစနိဝါရောစတန်ုဋ္ဌိစကတညုတာကာလေနဓမ္မတဝနံအေတံမင်္ဂလာမုတ်တံမံအသက်ကုံဝါကိုထက်ကြီးကစိကက်ခစားယူသေးလေမာနတကုံကုံမကြွနဲ့ကိုနှိမ့်ချအမြဲနေလောဘအပိုလိုမလိုက်နဲ့ကိုထိုက်တာနဲ့ကျင့်နဲ့လေကိုပေါ်ပြုဘူးသူကျေးဇူးအထူးတည်တတ်စေကောင်းကျိုးစင်ပွားမြတ်တရားနာကြမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေခဏိစတောဝစတာတမနာနိစတတနာကာလေနဓမ္မတာကိစ္စာအေတံမင်္ဂလာမုတ်တံမံဝိစားနေထိုင်ရန်ခတ်သိမ်းစိတ်ကိုချုပ်ထိန်သည့်ခံလေကျိုးကြောင်ပြညွန်ဆုံးမစကားကိုပြောကြလာကနားလွယ်စေသူမျက်ပုတ်ကိုဟူသည်များကိုမကြာခဏတွေ့ဆုံလေတဘာဝတွေးမှန်ကန်ရေးဆွေးနွေးမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေတဘောစဗျမစရိယစအရိယတစ္ဆာနာတတနံနိဗ္ဗာနတစ္ဆိကရိယာစအေတံမင်္ဂလာမုတ်တံမံလောကီအာယုံဇိမ်ရမှုလို့ပြောမကျူးနဲ့ချိုးချံလေမေတ္တာပြမဆိုလက်ကင်သုံးလို့သူမျက်ကျင့်ထုံယွင်းမသွေလေးပါးတစ္ဆာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလုကင်းနိဗ္ဗာန်ချင်းအလင်းပေါက်နိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ
ဖုထတလောကဓမေဟိစိတ်တံယတနာကပတိအတောကံဝိယဇံခေမံဧတံမင်္ဂလမုတ်တံမံစင်းရဲချမ်းသာတဘာဝကိုတွေ့ကြုံနေကြလူတိုင်းပေကောင်းဆိုးနှစ်တန်အစုံတွဲလို့တလဲစီလဲအမြဲနေလောကတန်ကြုံမဖြုံတန်းပေါ်မတုံဆန်းနဲ့စိတ်ခိုင်စေတောကကိုထိန်ရမတ်သိန်းအင်းငင်းချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေမင်္ဂလာအကျိုး38ဖြာမင်္ဂလာကုန်းကိုလိုက်နာကျင့်သုံးပန်သူတွေစီးပွားချမ်းသာကြက်တရေတိုးလို့ကောင်းကျိုးစီပွင့်တဝေဝေဘေးရန်ကင်းကွာချစ်သူပေါ်လို့ကိုရောစိတ်ရောချမ်းသာမလေပြောဆိုကြံစာဆောင်သမျှအောင်ရမည်ကိန်းတေအဲ့ဒါကြောင့်ပန်ကြစင်ကြမင်္ဂလာပန်းခိုင်တွေမိကုန်းကဗျာ38ဖြာမင်္ဂလာတရားတို့ပြပြနေကြကဘာမြေဟိုတိုင်းတီပြည်ရန်စစ်ခင်းလို့လူနဲ့လူချင်းတက်ကနေငင်းချမ်းပါစေအာတိတနဲ့စွမ်းနိုင်ရာကကူညီတလေ38ပါမင်္ဂလာတရားရေးသားဖြန့်ကဝေအဖိုးတန်တဲ့ဗုဒ္ဓဝါဒကဘာကသိပါစေအစကနေအဆုံးထိကြည့်ရှုနာဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာ38ဖြာမင်္ဂလာတရားရဲ့ပုံမြင်တွေကိုပြောပြပေးမှာမို့စောင့်ကြည့်နာဆင်ဖို့ follow နှိပ်ထားပေးပါဦးဗျာ